အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အဖဆရာဦးလိုက်နေဝင်မိဆရာမဒေါ်စင်ဝါတို့တာသမီဆရာခိုင်ကိုတင်မဲဖြစ်ပါတယ်ကျွန်တော်တို့နုနယ်တည်သောရွှေညောပညာညီကိုမောင်နှမများနဲ့ရွှေညောပညာအားချစ်မြတ်နိုးကြသောလေ့လာလိုက်စားကြကုန်သောကျွန်တော်မိတ်ဆွေများအတွက်ပညာမျှဝေခြင်းသာဖြစ်ပါတယ်ခင်ဗျာသာသနာဆောင်နမင်းကြီးလေးပါးနဲ့အမေမေတော်မြတ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒုတိယပိုက်လေးဖတ်ပြပေးပါမယ်ခင်ဗျာဝိရူပခနမင်းကြီးနန္ဒကားပေါင်းများစွာကိုပိုင်သည်အစိတ်ကိုခြေပြတ်နိုင်သည်ဝိရူပခနမင်းကြီးတကူအနံချင်းခံရ၍မွေနှင့်အစိတ်တောင်များနိုင်နှင်းစွာကုသနိုင်သည်မွေကုသရာတွင်လည်းအခက်အခဲများရှိပါကဝိရူပခနမင်းကြီးအားပွဲတက်တက်ပြင်၍ကုသရပါသည်ကျွန်တော်တို့တောဘမှာနဲ့တကွမွေစိတ်သွားကုသရာ၌တက်နိုင်ပေါ့နော်ဝိရူပခနမင်းကြီးအားတပွဲကျွန်တော်တို့အဖေကြီးဘိုးတော်ပွင့်တပွဲမတတ်နိုင်တော့တပွဲတည်းနဲ့ကုသလို့ရပါတယ်ခင်ဗျာကုဝေရနမင်းကြီးကုဝေရနမင်းကြီးသို့မဟုတ်ဝေတဝဏနမင်းကြီးဟုလည်းခေါ်ဆိုပါသည်များမြောင်လာသောနတ်ဘလူးများကိုပိုင်သည်ဝိတုရဇတ်တွင်ပုံနကဘလူးကဖျားလောင်းတော်ဝိရုရအမတ်ကြီးဖမ်းလိုသည့်အကြောင်းကိုဝေတဝဏကုဝေရနမင်းကြီးထံတင်ပြရသည်ကိုဖတ်ဖူးကြပါလိမ့်မယ်ခင်ဗျာရွှေညောဂိုင်းတော်ဝင်ဂိုင်းတော်သားဆရာဆရာမများသည်စတုလောကပါလသာသနာဆောင်နမင်းကြီး၄ပါး၏တပည့်ဖြစ်ခြင်းနမင်းကြီး၄ပါးကလည်းတကိုးအာနာများအနှံထားခံရပြီးကြက်ကြက်မမတ်စောင့်ခြင်းတို့ကြောင့်ဓာထာရနမင်းကြီးလက်အောက်မှဂံဓပ္ပနတ်များဝိရုတကနမင်းကြီးအောက်၌ရှိကြသောဂုံမှန်များဝိရူပခနမင်းကြီးအောက်၌ရှိကြသောနတ်နဂါးများကုဝေရနမင်းကြီးလက်အောက်၌ရှိကြသောယက္ခဘလူးများကိုကြိုက်တယ်လို့ခိုင်းနိုင်ခွင့်ရှိပါတယ်ခင်ဗျာဝင်းတွင်ဆုံးအပါဝင်ဆုံးကဝေအောက်လန်းဘလူးတရဲတပတ်ဥစ္စာဆောင်အစရှိသည်တို့ဖန်ဆာနှောက်ယှက်ထားသောပယောဂါများကိုကုသရာတွင်ဂန္ဓပ္ပနတ်များဂုံမှန်များနဂါးများယက္ခ